နော်နောက်နေရော ဖုန်းပေးပြီးလို့ရ ဟဲ့နောက်ဘာစကားပြောတာဒါကြောက်ကောင်မလေးဟမ်မပိုးမချင်းတောင်းနေနေပြီနော် ဟုတ်ပါတာယာလိုက်တာနော် ဒီခုပဲတောင်းနော်ချက်ဖျားဖို့မှာဘာတွေစုတောင်းလဲ ဘာကြီးတောင်းလဲဆိုအကုန်လုံးစုတောင်းတာပေါ့ ဘာတွေလဲပြောပါဦး ဘာပြောမှလဲစုပါစမှာတော့ကိုလိုချင်တာအများကြီးအကုန်လုံးစုတောင်းတာပေါ့ ဟုတ်ပါပြီဟုတ်ပါ မ ချစ် ချစ်လား ချစ်တာဘောချစ်တာ အဲ့ဒါမင်းပေး ဟမ်မွေးပေးရမယ်သူများကြိုက်လေးရှိရချစ်ကဲနော်ဟုတ်ပါလေချက်စီရ အားရှက်ကမှလည်းကိုချစ်တော်ကိုမွေးပေးတဲ့ဟာ လို့ပါနဲ့ဖះပေါ်မှာပြီးတော့လေသူတွေလည်းကြည့်နေချစ်ကဲ မပေးဘူးပေါ့ ချက်စီရကြီးချစ်ကနောက်မှပြီးမယ်ငကိုကြားလေးတွေ့တော့မှပြီးမယ်နော်အဲ့ကျမှအများကြီးတွေ့ချစ်ကလည်းစိတ်မဆိုးပါနဲ့နော်ငကိုကြားလေးတွေ့အာဘွားတွေအများကြီးပြီးမှဖះပေါ်မှာချက်စီရမကောင်းဘူးချက်စီ ဘာမှလာမပြောနဲ့ စိတ်မဆိုးပါနဲ့ကွာချစ်ကလည်းနော်နောက်မှနေရော ဖုန်းပေးပြီးလို့ရ ဟဲ့နောက်ဘာစကားပြောတာဒါကြောက်ကောင်မလေး ဖုန်းပေးလေးပြီးလို့ရလားလို့ ရတယ်မှာ လေဘင်းကိုပေးရမလားလက်ကိုပေးရမလား ရတယ်မောင်လေးစင်ကြင်နဲ့ညပေးလို့ရတယ် နှစ်ခုလုံးရတယ်ပေါ့နော် ရတယ်မောင် အဲ့ဒါဆိုကျွန်တော်ဖုန်းပေးလေးပေးမယ်နော် ဟဲ့လူ ဟောအခုကလည်းဖုန်းပေးလေးပေးချင်လို့ပါဆိုဝေးလာဗျ ဟဲ့မွေးနေရပဲ ဒါကမစ္စကထုတ်ထားတဲ့ Cherry in the air တွေမှာ ဟဲ့ ဒါမိန်းကလေးတွေအတွက်လေလုံးဝကောင်းတယ်လန်းဆန်းစေတယ်မှာအဲ့ဒီအနံ့တွေကလေ ဟုတ်တယ်နော် ဟုတ်တယ်ဆွဲဆောင်မှုလည်းရှိတယ်အဲ့ဒီအနံ့ မွေး တွေ နေတာပဲ ကျွန်တော်အမကိုလက်ဆောင်ပေးလိုက်မယ်နော် ဟဲ့ကျေးဇူးတင်လိုက်တာ ဒီမှာဒီအိတ်လေးနဲ့နော်လက်ဆောင်ပေးခဲ့လိုက်မယ် ဟုတ်ကဲ့အာနာကြကြီး မွေးတယ်မလားမ မွေးတယ်မွေးတယ် အဲ့ဒါကျွန်တော်သွားပြီနော်အမအခုသွားပြီနော် သွားပါလားမင်းမမင်းဘာလို့မို့လဲ ရှင်မွေးလေးရလေအရန်မွေးရဆိုတော့လေဒီဘူးလေးကောင်းသွားရင်လေနောက်တဘူးလို့ချင်းဘယ်မှာဝယ်ရမလဲ ဟာလားအမရဲ့မြောက်မြို့မှာရှိတယ်မင်းမြဦးမီနီမက်ဆိုင်မှာဝယ်လို့ရတယ်လေပြီးတော့အဲ့ဒီအဲ့လေးပါလေလိပ်စာပါတယ်လေအမတကယ်လို့လူကိုယ်သွားမွေးနိုင်လဲ online နေမှာလို့ရတယ်အမရဲ့ ဟာကျေးဇူးပဲနော် ဟဲ့လူခမပြောချင်တာဒါပဲမလားသွားပြရှိတာမြန်သွားတော့ကိုလည်းကိုသွားတော့ ပြီနော် ဘာမှမသိအောင်လားနောက် အပြည့်ထန်လဲမောင်ကလည်း ဘာပြရမှာလဲဗျဘာလို့ယူရတာခင်ဗျာ လိုချင်လို့ယူတာပေါ့